ခွဲသာချီနဲ့လုံနေပါနဲ့မမရဲ့ချစ်ချစ်တဲ့ခွင့်ပြောလိုက်ပါဒီကောင်အားချယူတော့မယ်ဖြစ်မှာပါကြုံလာမယ့်အနေရည်ဆိုလေမရှိမမရခမြဲတရှိမှာပါရှင်မတေကဝေဒနာထုတ်ပြလို့ရရင်ထုတ်ပြလိုက်ချင်နေမရပြောအောင်မချရှုံးမိတာပါဘာတဲ့ကြောင့်များအိမ်နဲ့ရင်ခွဲသာချီနဲ့လုံနေပါနဲ့ချစ်တဲ့ခွင့်ပြောလိုက်ပါဒီကောင်ဟာချာရင်ယူတော့မယ်မမရဲ့ချစ်တဲ့ခွင့်ပြော